မင်္ဂလာပါကျွန်တော်တို့ Dropbox ထဲမှာ ID ယူပြီးသွားရင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင် ID ပေါ့နော်ဒီမှာကျွန်တော်ပြမယ်နော်ကောက်နေရာလေးဝင်လိုက်ခဏဆောင်ပါနော်ကိုယ့်ကိုနော်ဒီ ID ကိုလည်းကျွန်တော်တို့က customer တွေဘယ်လိုချိတ်ဆက်မလဲဆိုတာကိုပြမယ်နော်ဒီ ID ကိုနှိပ်လိုက်နော်ညချက်နှိပ်လိုက်မယ်နှိပ်လိုက်ရင်ကျွန်တော်တို့ကဒါကျွန်တော်တို့ရဲ့ကိုယ်ပိုင် ID ကိုပေါ့နော်ဒီ ID ကိုနဲ့ကျွန်တော်တို့ customer တွေကျွန်တော်ပေါက်တယ်တွေကိုချိတ်ဆက်မှာနော်ဘယ်လိုချိတ်ဆက်မလဲဆိုတော့ကျွန်တော်တို့ကဒီ Dropbox application ကိုကျွန်တော်တို့ကအရင် down ရမယ် down ခိုင်းပြီးတော့သူကအဲ့ထဲမှာ account တစ်ခုအရင်ဖွင့်ရမယ်အဲ့ဖွင့်တဲ့ account ကကျွန်တော်တို့ဒီကိုယ်ပိုင် link လေးနဲ့ချိတ်ဆက်ရမှာနော်အဲ့လိုချိတ်ဆက်ပြီးတော့ဖွင့်ပေးရမှာအဲ့လိုချိတ်ဆက်ပြီးဖွင့်ပေးဖို့အတွက်ကျွန်တော်တို့ကသူ့ကို Play Store မှာသွား down ခိုင်းတာတော့လုပ်လို့ရတယ်နော်တကယ်လို့ကျွန်တော်တို့ကဒီ link လေးကို share လိုက်မယ်ဆိုရင်သူက Play Store ကိုတကူးတကသွားစရာမလိုဘူးကျွန်တော်တို့ကဒီ share လိုက်တဲ့ link လေးကနေ Play Store တွေကိုတစ်ခါတည်းသွားပြီးတော့ application ကို down လို့ရတယ်ပြီးတော့အဲ့ရနေပြီးတော့ကိုယ့်ရဲ့ link နဲ့တစ်ခါတည်းချိတ်ဆက်ပြီးသား account ဖွင့်လို့ရတယ်ပေါ့နော်အရင်ဆုံးဘယ်လို share မလဲဆိုတော့ဒီ link ကိုမျှဝေပါနေရာလေးကိုနှိပ်လိုက်နော်ဒီနေရာလေးဒီ check နေရာလေးကိုနှိပ်လိုက်နားဆောင်ပါနော်အဲ့လိုနှိပ်လိုက်လို့ရှိရင်သူကဒီအောက်မှာသူ share လို့ရတဲ့နေရာကိုပြပေးမယ်နော်ဒီမှာ Messenger ကနေကိုယ့်ရဲ့ friend တွေ share လို့ရတယ်နော် Facebook တွေ share လို့ရတယ်နော်ဒီမှာ email တွေလည်း share လို့ရတယ်နော် Telegram တို့အောင်လည်း share လို့ရတယ်အဲ့ဒါကြီးပို့လို့ရတယ်နော် Viber တို့ပေါ့လည်းရှိတယ်အကုန်ပို့လို့ရတယ်နော်ဒါသူပို့လို့ရတဲ့ channel တွေကိုပြမယ်နော်ဒီဟာတွေကို Signal တွေပါလို့နော် WhatsApp တွေအကုန်ပို့လို့ရတယ်နော် Viber တို့အောင်လည်းပို့လို့ရတယ်နော်message ကလည်းပို့လို့ရတယ်နော်ကျွန်တော်တို့ကဘယ်လိုပို့မလဲဆိုရင်ဒီမှာကျွန်တော်ရဲ့ friend က Messenger မှာပေါ့နော်အဲဒီ Messenger ကိုကျွန်တော်ပို့လိုက်မယ်နော် Messenger ထဲမှာကိုပို့မဲ့လူရှာလိုက်ဟိုကျွန်တော်ကဒီကိုပို့လိုက်မယ်နော်ဒီတယောက်ကိုပို့လိုက်မယ်ပို့ပြီးသွားပြီနော်ပို့ပြီးသွားရင်သူ့ရဲ့ Messenger မှာကျွန်တော်ပြမယ်နော်ဘယ်လိုလုပ်ရလဲဆိုတော့ဒီမှာကျွန်တော် Messenger မှာပို့ထားတာပေါ့နော်ခုန link လေးကိုကျွန်တော် sharing လုပ်ထားတယ်ဒီအောင်တစ်ချက်လေးလိုက်ရင်အဲ့မှာသူ့ရဲ့ link ထဲမှာပြမယ်နော်ဒီမှာပြမယ်နော်ဒီမှာနော်ခဏလေးနော်ဒီမှာ Dropbox call ဆိုတာဒီမှာပြတယ်နော်ဒါလေးကိုတစ်ချက်တွေ့လိုက်လို့ရတယ်နှိပ်လိုက်မယ်နှိပ်လိုက်ရင်ဘယ်ကိုရောက်သွားမလဲဆိုတော့ကျွန်တော်နဲ့ share တိုင်းနေရာဒီနေရာကိုရောက်သွားမှာเนาะဒါ Dropbox application ကိုကျွန်တော်တို့က down တဲ့နေရာပေါ့เนาะဖုန်းထဲမှာမ down ရသေးဘူးဆိုရင်ဒီအောက်ကအဖြူလေးကိုနှိပ်လိုက်เนาะဖုန်းထဲမှာရှိပြီးသားဆိုရင်ဒီဘောအန်ဒီလေးကိုနှိပ်လိုက်เนาะဒီဘောအန်ဒီလေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ကဖုန်းထဲမှာရှိပြီးသားဆိုရင်ကိုယ်ဖုန်းနဲ့ application တွေကိုဒါတစ်ခါတည်းတန်းရောက်သွားမယ်ရောက်သွားပြီးတော့ကျွန်တော်တို့ကအဲ့မှာ account ဖွင့်တဲ့နေရာမှာတစ်ခါတည်းပေါ်လာလိမ့်မယ်เนาะအဲ့ဒီမှာဘာထူးခြားတယ်ဆိုကျွန်တော်တို့ကိုယ်ပိုင် link နဲ့တစ်ခါတည်းချိတ်ဆက်ပြီးသား account ဖွင့်တဲ့နေရာကိုရောက်သွားတာเนาะဒါဆိုကျွန်တော်ရဲ့ link နဲ့တစ်ခါတည်းထည့်ပြီးသားเนาะ auto fill လုပ်ပြီးသားအဲ့မှာဖုန်းနံပါတ်နဲ့ဖွင့်လို့ရတယ် email နဲ့ဖွင့်လို့ရတယ်เนาะ account ကိုเนาะ email နဲ့ဖွင့်မယ်ဆိုမြန်မာနိုင်ငံအလေးကိုပြောင်းလိုက်เนาะဖုန်းနံပါတ်နဲ့ဖွင့်မယ်ဖုန်းနံပါတ်နဲ့နာမည်ထည့်မယ်တိုင်းဖုန်းနံပါတ်ထည့်မယ် OTP ကိုနောက်မှတောင်းမယ်เนาะဒါဒီမှာကြတော့ကျွန်တော် link ချိန်ပြီးသားဘာမှထပ်ထည့်စရာမလိုဘူးเนาะတခါလေကျွန်တော်နဲ့ချိန်သွားမယ်ပြီးရင်ဒီအမှတ်ဒီနား၄တောက်ကွက်လေးကိုအမှတ်လေးချစ်မယ်တစ်လေးချစ်လိုက်เนาะအဲ့ဒီမှာတစ်လေးချစ်ပြီးတော့လို့ရှိရင်စာတွေပေါ်လာမယ်ပြီးလို့ရှိရင်အောက်မှာလက်ခံတယ်ကိုနှိပ်ပြီးရင် OTP ကိုတောင်းအောင်ပါเนาะ OTP ကိုတောင်းပြီးသွားရင်အကောင့်သစ်ဖွင့်မယ်ဆိုပြီးတော့ဆက်ဝင်သွားကြမယ်เนาะထွက်ပြမယ်เนาะကျွန်တော်အကောင့်ဖွင့်တဲ့နေရာတစ်ခါတန်းရောက်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာဒါကတော့အောက်ကအဖြူလေးကတော့အကောင့်မဖွင့်ရသေးဘူးအကောင့်sorry မ down ရသေးဘူးပေါ့နော် Play Store မှာမ down ရသေးဘူးဆိုရင်ဘယ်နေရာမှာဖြစ်ဖြစ်ပေါ့မ down ရသေးဘူးဆိုကိုယ့်ဖုန်းထဲမှာမရှိသေးဘူးဆိုဒီအဖြူလေးကိုနှိပ်ရမှာနော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်သူက down တဲ့နေရာကိုရောက်သွားတယ်နော်ကိုယ့်ဖုန်းက Android ဆိုရင် Play Store ထဲကိုသွားတယ် Apple ဆိုရင် App Store ထဲကိုသွားမယ် Huawei ဆိုရင် Huawei Gallery ကိုသွားတယ်နော်ဒီမှာတော့ကျွန်တော်ထွက်လိုက်မယ်နော်ဒီလိုနေရာလေးနော်ဟုတ်တာเนาะဒါအကောင့်ရှိပြီးသားဒါအကောင့်မရှိရဘူးခေါ်တာเนาะရပါเนาะဒီမှာเนาะကျွန်တော် Messenger ကိုပို့လိုက်တာ
ဒါလေးကိုနှိပ်လိုက်တာနဲ့ခုနနေရာရောက်သွားမယ်နော်ဒီနေရာလေးနော် link ကိုမျှဝေပါဆိုနော်ရနေပြီเนาะကျွန်တော်တို့မျှဝေပေးလို့ရတယ်ပြီးတော့ QR scan ကိုလည်းပို့လို့ရတယ်เนาะဒီမှာ QR code ကို copy လုပ်ပြီးတော့ပို့လို့ရတယ်ပြီးတော့ link ကိုမျှဝေပေးလို့ရတယ်ဒီတင်630ဆိုတဲ့ဒီ ID နံပါတ်လေးကိုလည်းပို့ပေးလို့ရတယ်เนาะပို့ပြီးတော့ကျွန်တော်တို့က refer code နေရာမှာထည့်ပြီးတော့ account ဖွင့်ပေးလို့ရတယ်เนาะအဲ့ဒါရတယ်เนาะ like လုပ်ကြည့်เนาะအားလုံးပဲအဆင်ပြေကြပါစေ